ဒီနေ့ဝယ်ထည့်ရလေးပြမယ်ဒါမြေပဲစီပေါ့နော်ဒါကြတော့ဒီမှာတက်ဆိုင်လေးဝယ်လာတယ်ပေါ့တက်ဆိုင်လေးတစ်လုံးရယ်ပြီးတော့ဒီမှာဒါအကျဉ်းပစ္စည်းတွေပေါ့နော်အကျဉ်းပစ္စည်းနှစ်ခုဒါပိတ်ရပြတယ်နော်ရုပ်ကြီးကြော်ပြီးတော့ဒါဒီမှာစိတ်မှွားကြော်ဒါတရက်ပြာပေါ့နော်တရက်ပြာဝယ်လာတယ်ပြီးတော့ဒီမှာဒါဘာကော်ဖီလုံးဒီဘာမှဒီစိတ်နဲ့ဝယ်လာတယ်နော်ပြီးတော့ဒီမှာပြန်ကြော်ဒါလည်းနှစ်ပြန်ကြော်မှချင်းလေးနဲ့နော်ဒါလက်ဖက်အညွတ်စရမ်းအညွတ်နှစ်လေးဒါလည်းစရမ်းအညွတ်နှစ်လေးဝယ်လာတယ်ပြီးတော့ဒီမှာအာလူကြော်ဝယ်လာပါတယ်ပြီးတော့ဒီမှာဒါကအမှုအတွက်ဆယ်လီပေါ့နော်ဆယ်လီဒါ1200ဘို့တစ်ချက်ပေါ့